အခုမှ English speaking ကိုအခြေခံ basic ကနေစလိလာတော့မဲ့သူတွေအတွက်လုံးဝအသုံးဝင်စေမယ့်အသုံးအများဆုံးဖြစ်တဲ့နေ့စဉ်သုံး English စာကြောင်း100ကိုတခါတည်းရတော့အသေးစိတ်သင်ကြားပေးတော့မှာဖြစ်ပါရခင်ဗျ။ English စကားကိုအရန်ကိုပြောတတ်ချင်တဲ့သူတယောက်ဆိုရင်တော့ဒီဗီဒီယိုသင်ခန်းစာကိုအဆုံးထိကြည့်ဖို့တော့အလိုမေးလို့ကျွန်တော်အနေနဲ့တိုက်တွန်းချင်ပါရခင်ဗျ။ Number 1 English စာကအရန်အသုံးဝင်တယ် English is super useful English ဆိုတာကြတော့ဒီ English စာ English ဘာသာစကားပေါ့နော် is ဆိုတာကြတော့ဖြစ်ဒီလို့အသိပေးရတဲ့အနေကိန်းပါနော် super ဆိုတာကြတော့အရန်ပေါ့နော်အရန်အလွန် useful နော်အသုံးဝင်တာဘယ်လိုအသုံးဝင်တာလဲ super အရန်အသုံးဝင်တာပေါ့နော် English is super useful English စာကအရန်အသုံးဝင်တယ်အကုန်လုံးဘာသာပြန်လိုက်အဲ့လိုဖြစ်သွားတယ်မြန်ပြောလိုက်မယ် English is super useful Number 2ငါဘာမှမမြင်ရဘူး I see nothing I ဆိုတာကျတော့ကျွန်တော်ကျမဟုတ်တယ်မလားကိုကမိန်းကလေးဆိုရင်ကျမယောက်ျားလေးဆိုရင်ကျွန်တော်နော် I ဆိုတဲ့အသေးပေလေးကကျတော့အဲ့လိုမှတ်ထားပါနော် see ဆိုတာကျတော့မြင်တာတွေ့တာဟုတ်တယ်မလားတစ်ခုခုတွေ့တာတရားကိုတွေ့တာအဲ့လိုမျိုးအသေးပေရပါတယ်ဆိုတော့ nothing ဆိုတာကျတော့ဘာမှပေါ့နော်ဒါအငင်းစကလုံးဖြစ်ပါတယ်ဆိုတော့ see နဲ့ပေါင်းလိုက်တော့ခုနမြင်တာကျတော့မြင်တာပေါ့နော်ဒီမှာကျ nothing နဲ့ပေါင်းလိုက်တော့ဘာမှမမြင်ရဘူးကွာအဲ့လိုဖြစ်သွားတာငါဘာမှမမြင်ရဘူး I see nothing I see nothing Number 3မင်းအလုပ်များနေလား Are you busy ဒီမှာကျတော့ are ကိုရှေ့ထုတ်ထားတာဖြစ်တဲ့အတွက်ဒါကျတော့မေးခွန်းပေါ့နော်တရားကိုမေးခွန်းမေးတာနော်ကြည့်ရအောင်ဗာမေးတာလေးဆိုတော့ are you မင်းကဖြစ်သလားဘာဖြစ်တာလဲ busy busy ဆိုတာကျတော့အလုပ်များနေတော့အလုပ်မအားတော့အလုပ်ရှုပ်နေတော့ကွာအဲ့လိုမျိုးအသိပေးရပါတယ်ဆိုတော့ are you busy ဆိုတော့မင်းအလုပ်ရှုပ်နေလားအလုပ်များနေလားအဲ့လိုမေးတာဖြစ်ပါတယ်နော် are you busy are you busy Number 4တော်တယ် well doneတော်လိုက်တာ well done well done well done Number 5မီးမွေးလိုက် make fire make ဆိုတာကြတော့ဒါပြုလုပ်ဖန်တီးလိုက်တာတခုခုကိုဖန်တီးလိုက်တာเนาะ make ဆိုတာကြတော့ဒီမှာကြတော့ဘာကိုဖန်တီးမှလဲ fire မီးကိုဖန်တီးလိုက်ပါပေါ့เนาะပြောချင်တာကြတော့မီးမွေးခိုင်းတာဟုတ်တယ်မလားမီးမွေးခိုင်းတာဖြစ်ပါတယ်မီးမွေးလိုက် make fire make fire Number 6လေးကိုကြည့်မယ်10မိနစ်လောက်စောင့်ပါ wait a minute wait ဆိုတာကြတော့ဒါစောင့်ဆိုင်တာဟုတ်တယ်မလားတရားကိုစောင့်တာเนาะတရားကိုစောင့်ပါလို့အသိပေးရတယ် wait ဆိုတဲ့အသိပေးလေးကကြတော့ a minute 10မိနစ်လောက်စောင့်ပါအောင်ငါဒီမှာမပြီးသေးဘူး10မိနစ်လောက်စောင့်ပါအောင်ဟုတ်တယ်မလား wait a minute မြန်ပြောလိုက်မယ် wait a minute เนาะ T နဲ့ A ကို set လိုက်တာစကားပြောတဲ့အခါမှာမြန်ပြောလိုက်ရင်အချိတ်ဆက်နဲ့ပြောရတာအင်္ဂလိပ်စကားကเนาะ wait a minute ကနေ wait a minute wait a minute wait a minute Number 9လေးကိုကြည့်မယ်သမင်းချက်နေရလားမင်းသမင်းချက်နေရလား Are you cooking မင်းသမင်းချက်နေရလား Are you cooking เนาะဒီမှာလဲလာပြီး are ကိုရှေ့ထုတ်ထားတာဒါဘာလဲမေးခွန်းမေးထားတာเนาะဒီမှာကျတော့ဘာလုပ်နေရလဲဆိုတော့ cooking ဆိုတာကျတော့ဒါသမင်းချက်နေရဟင်းချက်နေရတခုခုချက်နေရပေါ့เนาะချက်ပြုတ်နေတာလို့သိပေးရတယ်เนาะ verb ing ကကြတော့တခုခုလုပ်နေဒီဟုတ်တယ်မလား so are ကိုရှေ့ထုတ်တာဖြစ်တဲ့အတွက်ဒါကမင်းသမင်းချက်နေလား Are you cooking Are you cooking Number 8လေးကိုကြည့်မယ်ကျွန်တော်ကကျောင်းသားပါ I am a student ကျွန်တော်ကကျောင်းသားပါ I am a student မြန်ပြောလိုက်ရင်ဘယ်လိုဖြစ်သွားမလဲဆိုတော့ I'm a student am နဲ့ A ကို set လိုက်တာเนาะ I am a student အဲ့ဒါကနေ I'm a student I'm a student Number 9လေးကိုကြည့်မယ်မင်္ဂလာမနက်ခင်းပါ Good morning
good ကောင်းတော့ဟုတ်တယ်မလားကောင်းမွန်တော့เนาะဒီမှာကျတော့မင်္ဂလာရှိတော့လို့အတိတ်ပြန်ရင်ပိုမှအဆင်ပြေပါတယ်เนาะ morning ဆိုတာကျတော့ဒါမနေ့ခင်းဟုတ်တယ်မလားမနေ့ခင်းလို့အတိတ်ပြရတယ်ဆိုတော့နှစ်ခုလုံးဘာသာပြန်လိုက်တော့မင်္ဂလာရှိတော့မနေ့ခင်းဖြစ်ပါစေမနေ့ခင်းပါဟုတ်တယ်မလား good morning လို့နှုတ်ဆက်ကြရလေ good morning number 30ငါအနက်ရောင်ကြိုက်တယ် I love black I love ကျွန်တော်သဘောကျတယ်ဒီနေရာမှာကျတော့ love ဆိုတဲ့ဥစ္စာလေးကိုချစ်ခင်တာလို့အသေးပဲပြန်လို့မရဘူးเนาะဒါဘာကြောင့်လဲဆိုတော့ဒါလူမဟုတ်တာဖြစ်တဲ့အတွက်လူဆိုရင်ကတော့ဒါချစ်တာပေါ့เนาะဒီမှာကျတော့သဘောကျနှစ်သက်ဒီလို့အသေးပဲပြန်ရင်ပိုပြီးမှစီလျော်မှုရှိပါတယ်เนาะ I love ဆိုတော့ကျွန်တော်သဘောကျတယ်ဘာကိုသဘောကျရလဲ black เนาะအနက်ရောင်ကိုသဘောကျတယ်အရောင်အနက်ရောင်ကိုငါကြိုက်တယ်သဘောကျတယ် I love black number စစ်လေးကိုကြည့်မယ်เนาะမင်းအိမ်မှာလား Are you at home မင်းအိမ်မှာလား Are you at homeဟုတ်တယ်မလားအိမ်မှာလားလို့အတိတ်ပဲပြန်ရမှာဖြစ်ပါတယ်เนาะ or ကိုရှေ့ထုတ်တာဖြစ်တဲ့အတွက်ဒါမေးခွန်းဖြစ်တယ်ဆိုတော့မင်းအိမ်မှာလားလို့မေးတာဖြစ်ပါတယ်เนาะဒါမေးခွန်း Are you at home number 7ငါ့ကိုချစ်ပေးပါ love me love เนาะဒီမှာလာပြီးခုနသဘောကျနှစ်သက်ဒီဆိုတဲ့စကားလုံးပေါ့เนาะဒီမှာကျတော့ဒါချစ်ပေးတာချစ်ခင်တာပေါ့เนาะအဲ့လိုအဓိပ္ပာယ်ပြန်မှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ me ဆိုတာကကျတော့ကျွန်တော်ကိုဒါလူလေးဟုတ်တယ်မလားငါ့ကိုလူဖြစ်တဲ့အတွက်ချစ်တာပေါ့เนาะချစ်ခင်နှစ်သက်တာလို့အဓိပ္ပာယ်ပြန်မှာဖြစ်ပါတယ်ဆိုတော့ love me ဆိုတော့ငါ့ကိုချစ်ပေးပါ love me တွေ့လားအင်္ဂလိပ်စာအရန်လွယ်ပါတယ်เนาะတေချာလေးချက်မှတ်ထားဖို့ကျွန်တော်တို့တိုက်တွန်းချင်ပါတယ်เนาะအရန်အသုံးများတဲ့နေ့စဉ်သုံးအင်္ဂလိပ်စကားပြောတွေကိုတေးတေးချာချာစူးစီးပြီးမှတင်ကြားပေးထားတာဖြစ်ပါတယ် love me ငါ့ကိုချစ်ပေးပါ number 73လေးကိုကြည့်မယ်ငါ့ကိုပေးလိုက် give me give ဆိုတာကျတော့ဒါပေးကမ်းတာပစ္စည်းတစ်ခုခုပေးလိုက်တာလို့အဓိပ္ပာယ်ရတယ်ပေါ့နော်ဒီမှာကျတော့ me ငါ့ကိုကျွန်တော်ကိုကျမကိုဟုတ်တယ်မလားငါ့ကိုအဲ့ဒါပေးလိုက်ငါ့ကိုပေးလိုက်ဟုတ်တယ်မလား give me number 14အောက်ငုံကြည့်လိုက် look down အောက်ငုံကြည့်လိုက် look down number 15မင်းတွေ့လား do you see မင်းတွေ့လား do you see နော်ဒါလေးကိုကြတော့မင်းမြင်လားတွေ့လားအဲ့လိုအဓိပ္ပာယ်ပြန်လဲအဆင်ပြေပါတယ်မြင်လားလို့လည်းအဓိပ္ပာယ်ပြန်လို့ရပါတယ် see ရဲ့အဓိပ္ပာယ်လေးကကြတော့ဟုတ်တယ်မလားနော်ဒီမှာကြတော့ do ပါပြီဆိုရင်ဒါလည်းမေးခွန်းပဲဖြစ်ပါတယ်နော်see ကကြတော့ verb ဖြစ်တဲ့အတွက်ပေါ့နော်ကရိယာဖြစ်တဲ့အတွက် do ကိုရှေ့ထုတ်ထားတာဖြစ်ပါတယ်နော် so do you see မင်းတွေ့လားမင်းမြင်လား do you see number 16ဘယ်သူမှမမြင်ဘူး no one sees no one ဆိုတာကျတော့ဘယ်သူမှเนาะဘယ်သူမှလို့အငင်းသဘောဆောင်တယ်စကားလုံးဖြစ်ပါတယ် no one ဟုတ်တယ်မလား sees เนาะမြင်တာတွေ့တာဟုတ်တယ်မလားခုနကလည်းသင်ပေးပြီးတွားပြီးဟုတ်တယ်မလား sees เนาะ no one နဲ့ပေါင်းလိုက်တော့ဘယ်သူမှမမြင်ဘူးပေါ့เนาะ no one ဆိုတာကျတော့ဒါအငင်းဟုတ်တယ်မလားအငင်းစကားလုံးဖြစ်တဲ့အတွက် see နဲ့ပေါင်းလိုက်တော့ဘယ်သူမှမမြင်ဘူးဘယ်သူမှမတွေ့ဘူး no one sees number 7လေးကိုကြည့်မယ်ပဒင်းပေါက်ပိတ်လိုက် close the window close ဆိုတာကြတော့ဒါတခုခုကိုပိတ်လိုက်တာအဖုံးကိုဘယ်လိုပြောမလဲပိတ်လိုက်တာအဲ့လိုမျိုးစာအုပ်ကိုပိတ်လိုက်တာအဲ့လိုမျိုးအခြေအနေမျိုးမှာသုံးရတာပါเนาะဒီမှာကျတော့ဘာကိုပိတ်မှာလဲเนาะ the window ပဒင်းပေါက်ဟုတ်တယ်မလားပဒင်းပေါက်ကိုပိတ်လိုက်လို့သိပေရပါတယ်เนาะ close the window number 18လေးကိုကြည့်မယ်ယုံကြည်မှုရှိပါ have faith ယုံကြည်မှုရှိပါ have faith number 19လေးကိုကြည့်မယ်ဒါမားလား is it wrong ဒါမားလား is it wrong
number 20ကိုကြည့်မယ်ဝမ်းမနေပါနဲ့ don't be sad ဝမ်းမနေနဲ့ don't be sad don't be sad don't be sad ဝမ်းမနေနဲ့ don't be sad number 21ကိုကြည့်မယ်ငါနဲ့အတူနေပါ stay with me stay ရဲ့အတိတ်ပေလေးကကြတော့နေထိုင်တာဟုတ်တယ်မလားနေထိုင်ဒီလို့အတိတ်ပေရတယ် with ဆိုတာကြတော့နဲ့တကွာအဲ့လိုမျိုးအတိတ်ပေရပါတယ်ဒီမှာကျတော့ me ငါနဲ့အတူငါနဲ့တကွာအဲ့လိုမျိုးကွာအတိတ်ပေပြန်ရမှာဖြစ်ပါတယ် stay with me ဆိုတော့ငါနဲ့အတူနေပါ stay with me stay with me number 22ငါသူမကိုသဘောကျတယ် I like her I ဆိုတာကြတော့ကျွန်တော်ဟုတ်တယ်မလားကျွန်တော်ကျမ like I like ဆိုတော့ကျွန်တော်သဘောကျတယ်နှစ်သက်တယ်ဘာတူလဲ her သူမကိုဟုတ်တယ်မလား main ကလေးမှာသုံးရတာဖြစ်ပါတယ်เนาะဒါနန်စားပါเนาะ her ဆိုတာကြတော့သူမကိုငါသဘောကျတယ်ဟုတ်တယ်မလား I like her เนาะမြန်ပြောလိုက်မယ် I like her I like her number 23လေးကိုကြည့်မယ်မင်းအတီးပြောနေရလား Are you serious serious ရဲ့အသေးပေလေးကကြတော့ဒါအတီးဟုတ်တယ်မလားမစတဲ့ပုံစံမျိုးငါစနေရပုံကအတီးပြောနေတာအဲ့လိုမျိုးကွာ so are you serious ဆိုတော့မင်းအတီးပြောနေရတယ်မင်းတကယ်ပြောနေရတယ်မင်းမစနေရမဟုတ်နော်အဲ့လိုမျိုးကွာ so are you serious are you serious English speaking ကိုခုမှစလိလာတော့မယ်ဆိုရင်ဒီလိုမျိုးလွယ်ကူတဲ့ပုံစံလေးတွေကနေစာကြောင်းလေးတွေအတူထွာလေးတွေကနေစလိလာဖို့ကျွန်တော်ကတော့တိုက်တွန်းချင်ပါတယ်ဟိုလိုမျိုးအရန်ခက်အရန်ရှည်လျားတဲ့အသေးပေရှည်လျားတဲ့စာကြောင်းတွေကနေစမလိလာပါနဲ့เนาะစိတ်သက်တွေကြတော့မှဆိုလို့เนาะnumber 24အကောင်းဆုံးလုပ်နော် do the best do ဆိုတာကြတော့ပြုလုပ်တာဟုတ်တယ်မလားပြုလုပ်ဒီတစ်ခုခုလုပ်ဒီအလုပ်လုပ်ဒီဟုတ်တယ်မလား the best ဆိုတော့အကောင်းဆုံးလို့အသိပေးရပါတယ်ဆို do the best ဆိုတော့အကောင်းဆုံးလို့ကိုယ်မှာရှိတဲ့စွမ်းအင်အင်အားဉာဏ်အားအကုန်လုံးတုံးပြီးမှအကောင်းဆုံးလုပ်လို့အသိပေးရပါတယ်เนาะ do the best အကောင်းဆုံးလုပ်တော့တကယ်ချင်း do the best number 25လေးကိုကြည့်မယ်ငါလည်းအတူတူပဲ me too ငါလည်းအတူတူပဲ me too တကယ်ချင်းကကိုပြောလိုက်မယ်ငါဒီပစ္စည်းကိုရမ်းကြိုက်တယ်ဆိုကိုလည်းပြန်ပြောလိုက်မယ်ငါလည်းကြိုက်တယ်အဲ့ဒါ me too me too ဟုတ်တယ်မလား me too number 26သူကသဘောကောင်းတယ် he is sweet he ဆိုတာကြတော့သူလို့အသိပေးရတယ်ဒါယောက်ျားလေးရဲ့နန်စားပေါ့နော် is ဆိုတာကြတော့ဖြစ်ဒီလို့အသိပေးရတယ် sweet ဆိုတာကြတော့ဒါချိုးမြိုင်တော့ပေါ့နော်ဒီမှာကြတော့ဘာပြန်ရမှာလဲဆိုတော့ဒါလူဖြစ်တဲ့အတွက်သဘောကောင်းတော့ကျင်နာတော့အဲ့လိုမျိုးအသိပေးပြန်ရမှာဖြစ်ပါတယ်နော် he is sweet ဆိုတော့သူကသဘောကောင်းတယ်ကျင်နာတယ် he is sweet number 29လေးကိုကြည့်မယ်မင်းအမလား are you thereမင်းအမလား Are you there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  number 28လေးကိုကြည့်မယ်ငါကိုရီးယားစကားပြောတတ်တယ် I can speak Korean I can speak ကျွန်တော်ပြောတတ်တယ်ပြောနိုင်တယ်ဟုတ်တယ်မလားအဲ့လိုမျိုးအသိပေးရပါတယ် speak ဆိုတာကြောင့်ပြောဆိုဒီเนาะ can နဲ့ပေါင်းလိုက်တော့ပြောနိုင်တယ်ပြောတတ်တယ်ဟုတ်တယ်မလား I can speak ဆိုတော့ကျွန်တော်ပြောတတ်တယ်ကျွန်တော်ပြောနိုင်တယ်ဘာပြောမှလဲဆိုတော့ Korean ဆိုတာကြောင့်ကိုရီးယားဘာသာစကားကွာဟုတ်တယ်မလားဆိုတော့အကုန်လုံးဘာသာပြန်လိုက်တော့ငါကိုရီးယားစကားပြောတတ်တယ်ပြောနိုင်တယ် I can speak Korean I can speak Korean number 29လေးကိုကြည့်မယ်မလိန်နဲ့ don't lie lie ဆိုတာကြတော့ဒါလိန်လေဒီဟုတ်တယ်မလားလိန်ဒီညာဒီလို့အသိပေးရတယ်တုံးနဲ့ပေါင်းလိုက်တော့မလိန်နဲ့ဖြစ်သွားတာပေါ့နော်တုံးကကြတော့အငင်းပေါ့နော်အငင်းညင်းတာဖြစ်ပါတယ်ဆိုတော့ don't lie မလိန်နဲ့ don't lie number 30ကိုကြည့်မယ်ငါမှဘာမှမရှိဘူး I have nothing I have ကျွန်တော်မှာရှိတယ်ပိုင်ဆိုင်တယ်ဟုတ်တယ်မလားဒီမှာကျ nothing နဲ့ပေါင်းလိုက်တော့ကျွန်တော်မှာဘာမှမရှိဘူးဘာဆိုဘာမှမရှိဘူးလို့အသိပဲပြန်ရမှာဖြစ်ပါတယ်เนาะ I have nothing I have nothing number 31မင်းက single လား
Are you single နော် Are you မင်းကဖြစ်သလားနော် single ဆိုတာကျတော့လူလွတ်ဟုတ်တယ်မလားရေးစားမရှိတော့အိမ်ထောင်မရှိတော့လို့အသေးပေးပြန်ရမှာဖြစ်ပါတယ် so are you single ဆိုတော့မင်းက single လားဟုတ်တယ်မလား Are you singleနံပါတ်32ကိုကြည့်မယ်လွယ်လေးပဲ so easyဆိုတာကျတော့လွယ်ကူတော့လို့အသိပေးရပါတယ်เนาะစုံးနဲ့ပေါင်းလိုက်တော့အရန်လွယ်တယ်ပြောချင်တာကျတော့လွယ်လေးဟုတ်တယ်မလားလွယ်လွန်းနေ so easy နံပါတ်33ကိုကြည့်မယ်စားကြရအောင် let's eat let's ဆိုတာကျတော့ဒါစုကြရအောင်ဟုတ်တယ်မလားညှိနှိုင်းဆောင်ရွက်တဲ့ပုံစံမျိုးမှာသုံးရတာပါတင်နေရသွားကြရအောင်ဟုတ်တယ်မလားဒါပြောနေတဲ့အချိန်မှာလူက2ယောက်ရှိရမယ်เนาะတစ်ယောက်တည်းပြောလို့မရဘူးဒီစကားကိုလေဘာကြောင့်လဲဆိုတော့ဒါညှိနှိုင်းတာဖြစ်တဲ့အတွက်လူအများနဲ့ပြောမှအဆင်ပြေတာပေါ့เนาะအဲ့လိုမျိုးပြောမှဖြစ်ပါတယ် so let's eat ဆိုတော့စားကြရအောင်စားကြစို့ဟုတ်တယ်မလား let's eat နံပါတ်34ကိုကြည့်မယ်စာသွားလို့တော့ go and study no go and study စာသွားလို့တော့ go and study မြန်ပြောလိုက်မယ် go and study o နဲ့ n ကိုပေါင်းလိုက်တာเนาะ go နဲ့ n ကိုပေါင်းလိုက်တာ so go and study နံပါတ်35ကိုကြည့်မယ်သူတို့ကဘယ်သူတွေလဲ who are theyဒီမှာလာပြီး who ဆိုတာကျတော့ဘဒုကိုလေဒါမေးခွန်းမေးတာဖြစ်ပါတယ်เนาะ who are they ဆိုတာကျတော့သူတို့ဟုတ်တယ်မလားလူအများဖြစ်ပါတယ်သူတို့ကဘဒုတွေလဲเนาะ who ဆိုတာကျဘဒုလဲလို့မေးတာပေါ့เนาะ so who are they နံပါတ်36ကိုကြည့်မယ်ပတ်စံစုပါ save money save ဆိုတာကျတော့ဒါစုဆောင်းတာလို့အသိပေးရတယ်ဒီမှာကျဘာစုမှာလဲ money เนาะပတ်စံလို့အသိပေးရပါတယ်ဆိုတော့ပတ်စံစုပါ save money ပတ်စံစုရမှာเนาะ save money နံပါတ်30ကိုကြည့်မယ်ထပ်လုပ်ပါ do it again do ဆိုတာကျတော့ခုနကတင်ပေးလိုက်ပြီးပြုလုပ်ဒီဟုတ်တယ်မလားเนาะ it เนาะပြုလုပ်ဒီ again ဆိုတော့နောက်တစ်ခေါက်ထပ်မံပြီးမှဟုတ်တယ်မလားထပ်မံပြီးမှလုပ်ပါထပ်လုပ်ပါ do it again เนาะမြန်ပြောလိုက်အဲ့လိုဖြစ်သွားမယ် do it again ပြောကြည့်ပါနောက်ကနေ do it again နံပါတ်38ကိုကြည့်မယ်အောက်ထပ်ကိုဆင်းသွား go downstairs အောက်ထပ်ကိုဆင်းသွား go downstairs go ဆိုတာကျတော့ဒီမှာကျတော့သွားခိုင်းတာဟုတ်တယ်မလားဒါအမိန့်ပေးတာညွှန်ကြားတာเนาะ go downstairs ဆိုတာကျတော့အောက်ထပ်ကွာအိမ်ကနှစ်ထပ်ရှိရဆိုရင်အောက်ထပ်ကိုဆင်းခိုင်းတာဟုတ်တယ်မလားเนาะ go downstairs အောက်ထပ်ကိုဆင်းသွားလိုက်နံပါတ်39ကိုကြည့်မယ်မင်းလိုချင်လား do you want မင်းလိုချင်လား do you want နံပါတ်40ငါမမိရယ် I remember ဆိုတာကျတော့ဒီမှာကျတော့မမိတာတယောက်ကိုမမိတာတစုံတယောက်ကိုမမိတာဟုတ်တယ်မလားအဲ့လိုမျိုးအသေးပေရပါတယ် I remember ငါမမိရယ် I remember နံပါတ်41ကိုကြည့်မယ် you like လေ take itမြန်ပြောလိုက်ရင် take it ပြောကြည့်ပါ take it အဲ့တော့ you like take it နံပါတ်42ဒီကိုလာခဲ့ come here ဒီကိုလာခဲ့ come here hey come here ဒီကိုလာခဲ့ come here နံပါတ်43မင်းပျော်လား Are you happy မင်းပျော်လား Are you happy
မင်းပျော်လား Are you happy Are you happy Are you happy နော်အနောက်ကနေလိုက်ပြောဖို့ကျွန်တော်တော့တိုက်တွန်းချင်ပါတယ်နော်တကယ်ကိုပြောတတ်ချင်တယ်ဆိုရင်ကတော့ဒါနောက်ကနေလိုက်ပြောကြည့်ဖို့ကျွန်တော်တော့တိုက်တွန်းချင်ပါတယ်တကယ်ကိုကိုပါဇက်ကနေထုတ်ပြောမှပဲအင်္ဂလိပ်စကားတတ်မှာပေါ့နော်အချိန်တိုအတွင်းနံပါတ်44ဟိုကိုသွား Go there Go there ဟိုကိုသွားလိုက် Go there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  Number 45မြန်မြန်ရှောက် Walk fast Walk ဆိုတာကြောင့်ဒါလမ်းလျှောက်တာဟုတ်တယ်မလားလမ်းလျှောက်ဒီလို့အသေးပေးရတယ် fast ဆိုတာကြောင့်ဒါမြန်ဆန်စွာမြန်မြန်လင်းလင်းမြန်မြန်အဲ့လိုမျိုးကွာအသေးပေးရပါတယ်ဆို walk နဲ့ပေါင်းလိုက်တော့မြန်မြန်ရှောက်လမ်းကိုမြန်မြန်ရှောက် Walk fast Walk fast Walk fast Number 46အရန်ကောင်းတယ်Very nice nice ဆိုတာတော့တကောင်းမွန်တော့လို့အသေးပေးရတယ် very နဲ့ပေါင်းလိုက်တော့အရန်ကောင်းတယ်ဟုတ်တယ်မလားဒီအစားအစာကအရန်ကောင်းတယ်မြင်းချက်ထားတဲ့ဥစ္စာအရန်ကောင်းတယ်နော် very nice နော် very nice very nice number 49ဒါမီးရဲ့ဟာလား is this yoursနော် is ကိုရှေ့ထုတ်ထားတာဒါမေးကိုမေးထားတာနော် am is are နော်အဲ့ဒါတွေအကုန်လုံးရှေ့မှာထုတ်ထားပြီဆိုရင်အင်္ဂလိပ်စကားမှာနော်စာကြောင်းတွေမှာအဲ့ဒါမေးကိုမေးထားတာနော်ဆို is this နော်ဒီဟာကလို့အတိပရပါတယ်ဆိုမေးခွန်းကဒီဟာက yours ဆိုတာကျတော့ဒါမင်းရဲ့ဟာဟုတ်တယ်မလားဆိုမေးခွန်းမေးတာဖြစ်တဲ့အတွက်ဒါမင်းဟာလားဟုတ်တယ်မလား is this yours is this yours is this yours Number 48ကိုကြည့်မယ်ငါဘိုက်စားတယ် I am hungry ငါဘိုက်စားတယ် I am hungry I'm hungry I'm hungry Number 49ကိုကြည့်မယ်ကိစ္စမရှိပါဘူး No problem ကိစ္စမရှိဘူး No problem No problem No problemဒါကကြတော့တယောက်ကကိုကိုကျေးဇူးတင်စကားလာပြောတယ်ကိုကကိစ္စမရှိပါဘူးရပါတယ်ဟုတ်တယ်မလားအဲ့လိုမျိုးပြန်ပြီးမှပြောရတာဖြစ်ပါတယ် not no problem no problem နံပါတ်50ကိုကြည့်မယ်ငါမသိဘူး I don't know ငါမသိဘူး I don't know I don't know I don't know ငါမသိဘူး I don't know နံပါတ်51ဘာလို့ရမှာလဲ What to do ဘာလို့ရမှာလဲ What to do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  အမေကကိုခေါ်လိုက်တယ်ရောက်တဲ့ခါမှာကျတော့အမေဘာလို့ရမှာလဲဘာခိုင်းစာရှိလို့လဲဟုတ်တယ်မလားနော်ဘာခိုင်းမှာလဲ What to do What to do နံပါတ်52ကိုကြည့်မယ်အစားစားရတာကြိုက်တယ်ကျွန်တော်အစားစားရတာကြိုက်တယ် I love eating I love ကျွန်တော်သဘောကျနှစ်သက်တယ်ဟုတ်တယ်မလား eating အစားစားရတာเนาะအစားစားရတာကြိုက်တယ်ဘယ်သူကအစားမစားရတာကြိုက်လို့လဲဟုတ်တယ်မလားအကုန်လုံးကြိုက်ကြတာလေ I love eating I love eating I love eating နံပါတ်53သဘောမတူဘူးငါသဘောမတူ I disagree သဘောမတူဘူး I disagree I disagree I disagree Number 54ကိုကြည့်မယ်အများကြီးစားရအောင် Let's eat a lot Let's စိုးကြရအောင်ဟုတ်တယ်မလား eat စားကြရအောင်ဒီမှာကျတော့ a lot ပေါင်းထားတယ် a lot ဆိုတာကျတော့အများကြီးဟုတ်တယ်မလားအများကြီးစားရအောင် Let's eat a lot အလူအိမ်သွားမှအများကြီးစားရအောင်အဲ့လိုပြောရလို့ရှိလားအဲ့လိုမျိုးလုပ်တွေရှိလားအစားပုတ်တွေ Number 55ဒါမှန်လား Is it true တမန်လား Is it true မြန်ပြောလိုက်မယ် Is it true Is it true Is it true Number 56မြင်မှန်တယ် You are right မြင်မှန်တယ် You are right You're right You're right Number 59အသေးကိုဝင်လာခဲ့ Come inside
come ဆိုတာကျတော့လာဒီဟုတ်တယ်မလား inside အထဲကိုနှစ်ခုပေါင်းလိုက်တော့အထဲကိုဝင်လာခဲ့เนาะ come inside မြန်ပြောလိုက်မယ် come inside come inside เนาะ me နဲ့ I ကိုပေါင်းလိုက်တာစကားပြောတဲ့ခါမှာကျတော့ come inside come inside number 58ကိုကြည့်မယ်ငါအရန်စိတ်လှုပ်ရှားနေတယ် I am so excited နော် excited ဆိုတာကျတော့ဒါစိတ်လှုပ်ရှားတာနော်စိတ်လှုပ်ရှားနေတော့လို့အသိပေးရတယ်ဆိုးနဲ့ပေါင်းလိုက်တော့အရန်စိတ်လှုပ်ရှားနေတယ်ဟုတ်တယ်မလား I'm so excited I'm so excited number 59ကိုကြည့်မယ်မင်းငိုနေရလား Are you crying မင်းငိုနေရလား Are you crying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  number 60ကိုကြည့်မယ်ဆက်ပြောလေ go on ဆက်ပြောလေ go on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  number 61ကိုကြည့်မယ်ငါကြည့်ပြရစေ let me see ငါကြည့်ပြရစေငါ့ကိုကြည့်ခွင့်ပေးပါ let me see let me see let me see number 62မင်းအရင်လို့ you do first မင်းရင်လို့လေ you do မင်းလို့ဒီဟုတ်တယ်မလားမင်းလို့ဒီလို့အတိတ်ပြရတယ်ဒီမှာကျ first ပထမဦးဆုံးကနဦးလို့အတိတ်ပြရပါတယ် first ဆိုတဲ့အတိတ်ပြလေးကကြတော့ဆိုတော့သုံးခုလုံးကိုဘာသာပြန်လိုက်တော့မင်းအရင်လို့မင်းပြီးမှငါလုပ်မယ်ဟုတ်တယ်မလား you do first you do first number 63ဘာဖြစ်တာလဲ what is wrong ဘာဖြစ်တာလဲ what is wrong what's wrong မင်းနားလည်းမကောင်းပါလားဘာဖြစ်တာလဲဟုတ်တယ်မလားเนาะ what is wrong ကနေ what's wrong ဖြစ်သွားမယ်เนาะ what's wrong what's wrong number 64အပြင်မှာနေလိုက် stay outside stay နေဒီဟုတ်တယ်မလား outside ဆိုတာကြတော့အပြင်မှာကွာဒီမှာကျအိမ်ရဲ့အပြင်မှာဖြစ်တော်လကောက်အခန်းရဲ့အပြင်မှာတော်လကောက်အဲ့လိုမျိုးအသိပြပြန်မှာဖြစ်ပါတယ်เนาะ stay outside ဆိုတော့အပြင်မှာနေလိုက်เนาะ stay outside number 65ပူလိုက်တာ so hot ပူလိုက်တာ so hot so hot number 66ကောင်းပြီလေ all right ကောင်းပြီ all right all right all right number 69ကိုကြည့်မယ်မင်းငိုနေရလား are you crying are you crying number 68ကိုကြည့်မယ်ဟိုကိုကြည့်လိုက် look there ဟိုနေရာကိုကြည့်လိုက်လေဟိုကိုကြည့်လိုက် look there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  number 69ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေ happy birthday happy birthday ပါ happy birthday happy birthday number 90ငါသွားချင်တယ် I want to go I want to ဆိုတာကြတော့ဒါလှုပ်ချင်တာတခုခုလှုပ်ချင်ဒီလို့သိပြရတယ်ဒီမှာကျဘာလှုပ်ချင်တာလဲ go သွားဒီเนาะ I want to နဲ့ပေါင်းလိုက်တော့ကျွန်တော်သွားချင်တယ်ဟုတ်တယ်မလားเนาะ I want to go I want to go မြန်ပြောလိုက်ရင်ဘယ်လိုဖြစ်သွားမှာလဲဆိုတော့တေချာလေးမှတ်ထားပေးပါ wanna ဖြစ်သွားမယ် want to မပြောဘူးเนาะ I wanna go I wanna go number 91မင်းကမြန်မာလူမျိုးလား Are you Burmese မင်းကမြန်မာလူမျိုးလား Are you Burmese Are you Burmese Are you Burmese number 92ကိုကြည့်မယ်ငေါ့မေးလိုက်တော့ Forget me forget ဆိုတာကျတော့ဒါမေ့လျော့တာမေ့တာဟုတ်တယ်မလားဒီမှာကျတော့ဘဒုမေ့ခိုင်းနေရလဲဆိုတော့ me ငါ့ကိုမေ့လိုက်တော့ဟုတ်တယ်မလားเนาะငါ့မေ့လိုက်တော့ forget me number 93ကိုကြည့်မယ်ငါမင်းကိုချစ်တယ် I love you ကိုမင်းကိုချစ်တယ်
I love you I love you I love you number 94ကိုကြည့်မယ်ငါနောက်လိုက်ခဲ့ follow me follow ဆိုတာကြတော့ဒါနောက်လိုက်တာเนาะတယောက်ကိုနောက်လိုက်တာတယောက်နောက်လိုက်တာဟုတ်တယ်မလား follow me ငါနောက်လိုက်ခဲ့ follow me follow me number 95ကိုကြည့်မယ်နားကန်းနေလား are you deaf deaf ဆိုတာကြတော့ဒါအကြားအာယုံပျောက်ဆုံးသွားတဲ့လူပေါ့နော်နားမကြားနေတာအဲ့လိုမျိုးဖြစ်ပါတယ်နော်အတိတ်ပြမယ်ဆိုရင်နားကန်းနေတာကွာဆိုတော့ဒီစကားတော့နည်းနည်းရိုင်းတယ်မြန်မာလိုပဲစဉ်းစားကြည့်ကွာနည်းနည်းရိုင်းတယ်ကွာဟုတ်တယ်မမင်းနားကန်းနေတာဆိုတော့နည်းနည်းရိုင်းတယ်ပေါ့နော်မသုံးဖို့ကျွန်တော်တိုက်တွန်းချင်ပါတယ် are you deaf number 96လေးကိုကြည့်မယ်တတိရှိပါ be brave ရေးရင်ပါတတိရှိပါ be brave be brave number 99ကိုကြည့်မယ်အိပ်ပျော်အိပ်ပါ sleep tight အိပ်ပျော်အိပ်နော် sleep tight number 98ဒီတစ်ခုယူမယ် I like this one နော် I like this one ဒီတစ်ခုယူမယ် I like this one I like this one number 99ကိုကြည့်မယ်မင်းပါမြင်လိုက်လို့လဲ what did you see အမင်းပါမြင်လိုက်တာလဲ what did you see what did you see မင်းပါမြင်လိုက်တာလဲတေးလား number 80ကိုကြည့်မယ်နော်အိမ်ထောင်ရှိတယ်ငါမှအိမ်ထောင်ရှိတယ် I am marriedငါအိမ်ထောင်ရှိတယ် I'm married number 81အကြံကောင်းတယ် good idea အကြံကောင်းတယ်မင်းအကြံကောင်းတယ် good idea number 82ကိုကြည့်မယ်နားလေပြီ I see ကျွန်တော်နားလေပြီ I see နော် see ဆိုတာကြောင့်ဒီမှာကျွန်တော်မြင်ဒီလို့အသေးပဲပြန်ရမှာမဟုတ်ပါဘူးဒီမှာကျွန်တော်နားလေဒီလို့အသေးပဲရတယ်ဟုတ်တယ်မလားမင်းပြောနေတာငါနားလေတယ်ဟုတ်တယ်မလားငါတွေ့တယ်အဲ့လိုမျိုးကွာနော်ငါနားလေတယ် I see number 83မင်းမောင်းတက်လား Can you drive မင်းမောင်းတက်လား Can you drive နော်ကားမောင်းဖြစ်တော်လကားဟုတ်တယ်မလားစံကင်မောင်းတက်လားကားမောင်းတက်လားဟုတ်တယ်မလားအဲ့လိုမျိုးအဓိပ္ပာယ်ပြန်မှာဖြစ်ပါတယ်ဆို Can you drive number 84သူ့ကိုငါချစ်နေတုံးပဲ I still love him နော် I still ဆိုတာကျွန်တော်အခုထိတိုင်အောင်လို့အဓိပ္ပာယ်ရတယ်တိုင်အောင်ဟုတ်တယ်မလား love ချစ်တာဘာတူလဲ him နော်သူ့ကိုဒါယောက်ျားလေးနန်စာဖြစ်ပါတယ်ယောက်ျားလေးဟုတ်တယ်မလား I still love him ဆိုတော့ငါသူ့ကိုချစ်နေတုံးပဲ I still love him မြန်ပြောလိုက်မယ် I still love him number 85မဖြစ်နိုင်တာ impossible မဖြစ်နိုင်တာimpossible number 86အဲ့ကိုမတွားနဲ့ don't go there အဲ့ကိုမတွားနဲ့နော် go there ဆိုတာတော့အဲ့ကိုတွားပါဟုတ်တယ်မလားဆိုတော့ don't နဲ့ပေါင်းလိုက်တော့အဲ့ဒါကိုမတွားနဲ့အဲ့ကိုမတွားနဲ့နော်အဲ့မှာထောင်ချောက်ရှိရဲ့ don't go there number 89နော်ဘာအတွက်လဲ for what ဘာအတွက်လဲ for what နော်လူတယောက်ကိုပတ်စံပေးလိုက်တဲ့အကြောင်းမရှိဘဲနဲ့ဆိုတော့ကိုကပြန်မင်းလိုက်မယ်ဘာအတွက်လဲဘာအတွက်ပေးရလဲအဲ့ဒါကိုငါ့ကိုလေဟုတ်တယ်မလား for what number 88ကိုကြည့်မယ်ချိုလိုက်တာ so sweet ချိုလိုက်တာ so sweet number 89ကိုကြည့်မယ်မင်းလုံနိုင်ခဲ့တယ် you did it မင်းလုံနိုင်ခဲ့တယ်အကောင်းဆုံးလုံနိုင်ခဲ့တယ်ဒါအားပေးစကားပြောတဲ့စကားဖြစ်ပါတယ်နော် you did it မင်းအကောင်းဆုံးလုံနိုင်ခဲ့တယ် you did it number 90ကိုကြည့်မယ်
ဉာဏ်ရှိရှိစဉ်းစားပါ think wisely think ဆိုတာကြတော့ဒါစဉ်းစားတွေးခေါ်ဒီလို့သိပြရတယ် wisely ဆိုတာကြတော့ဒါဉာဏ်ပညာရှိစွာအမျှော်မြင်ရှိစွာဉာဏ်ရှိရှိလို့သိပြရတယ်ဟုတ်တယ်မလားနော် think wisely ဆိုတော့ဉာဏ်ရှိရှိစဉ်းစားဉာဏ်ရှိရှိစဉ်းစား think wisely number 61မင်းနိုးပြီလား are you up မင်းနိုးပြီလားအဲ့ရထားပြီလား are you up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  number 62ကိုကြည့်မယ်ငါသူမကိုသိတယ် I know her နော် I know ကျွန်တော်သိတယ်ဘယ်သူသိရလဲ her သူမကိုနော် I know her I know her number 63မိုးရွာနေတယ် it is raining မိုးရွာနေတယ် it is raining it's raining it's raining number 64မင်းနားလေလား do you understand မင်းနားလေလား do you understand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  number 65ငါမမြင်ရဘူး I don't see ငါမတွေ့ရအောင်ငါမမြင်ရအောင် I don't see I don't see number 66ကိုကြည့်မယ်ငါပြောတာနားထောင် listen to me ငါစကားနားထောင်ငါပြောတာနားထောင် listen to me listen to me listen to me เนาะဒါကတော့အရန်သုံးဝင်ပါတယ်เนาะတေချာလေးကြက်မှတ်ထားဖို့ကျွန်တော်တိုက်တွန်းချင်ပါတယ် listen to me ဒီစာကြောင်းကလေအရန်သုံးတယ် listen to me listen to me number 60ကိုကြည့်မယ်ငါမှပတ်စံမရှိဘူးတပြားမှမရှိဘူး I have no money I have ကျွန်တော်မှာရှိရယ်เนาะ money ပတ်စံရှိရယ်เนาะဒါပေမဲ့ no ပေါင်းလိုက်တယ် no ထိထားတယ်ဆိုပတ်စံမရှိဘူးကွာဟုတ်တယ်မတပြားမှမရှိဘူးတကြက်မှမရှိဘူး I have no money I have no money I have no money number 68တမစမ်းပါ be strong be strong ဒါကကြတော့စိတ်သက်ပိုင်းဆိုင်ရာတမခိုင်းစီချင်တဲ့အခါမှာသုံးရတာပါเนาะ be strong number 69ကိုကြည့်မယ်မင်းတချင်းဆိုတတ်လား can you sing မင်းတချင်းဆိုတတ်လား can you sing can you sing can you sing number 100ကိုကြည့်မယ်တထေးကိုခေါ်လိုက် call boss မင်းတို့တထေးကိုခေါ်လိုက် call boss call boss call boss bonus အနေနဲ့နောက်သက်စာကြောင်းအပို၄ကြောင်းကိုထပ်ပြီးမှတင်ကြားပေးသွားမှာဖြစ်ပါတယ်ခင်ဗျာနံပါတ်101ကိုကြည့်မယ်ချရေးပါ write down ချရေးခိုင်းတာเนาะပါဇက်နဲ့ပဲပြောမနေနဲ့ဒီစာအုပ်ပေါ်မှာချရေးဟုတ်တယ်မလားเนาะ write down နံပါတ်102သူမကိုပြောလိုက် tell her သူမကိုပြောလိုက် tell her အဲ့လိုဖြစ်သွားမယ်နော် tell her အဲ့လိုမပြောစကားပြောတဲ့အခါမှာအကုန်လုံးချိတ်ဆက်လိုက်တာ tell her number 103ကိုကြည့်မယ်အမေဘယ်မှာလဲ where is mom where ဆိုတာကြတော့ဒါနေရာကိုမေးထားတာဟုတ်တယ်မလား mom နော်မေးရဖြစ်တော့အမေကဘယ်မှာလဲ where is mom number 104အကောင်းမြင်စိတ်ထားပါ be positive အကောင်းမြင်စိတ်ထားပါအကောင်းမြင်စိတ်မွေးပါဟုတ်တယ်မလား be positive ဒီငန်းစာဗီဒီယိုလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီခင်ဗျာเนาะဒီငန်းစာဗီဒီယိုလေးကကိုယ့်ရဲ့အင်္ဂလိပ်စာတိုးတက်မှုကိုဒေါင်းတနေရာကနေတိုးတက်စေခဲ့တယ်ကူညီပေးခဲ့တယ်ဆိုရင်ကျွန်တော်တို့အရန်ကိုဝမ်းသာမိမှာပါเนาะအားလုံးပဲ be positive and keep learning အကောင်းမြင်စိတ်မွေးပြီးမှဆက်လက်ပြီးမှတင်ယူကြပါလို့ကျွန်တော်ကတော့ပြောချင်ပါတယ်ပညာဆိုတာကကြတော့ဘယ်လိုပြောမလဲတင်ယူလို့မကုန်နိုင်ဘူးကွာဆိုတော့အမြဲတမ်းလေးလာတင်ယူရမှာဖြစ်ပါတယ်เนาะအားလုံးပဲ have a nice day bye